ခင်ပွန်းတိုင်နဲ့လမ်းခွဲအပြေးမှာနေရွှေသွေးရောင်နဲ့ချစ်ကြိုက်နေကြောင်းသတင်းတွေထွက်လာတဲ့ရုံးတွေလွင်မှုလမ်းခွဲအပြေးမှာမြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံး VIP သားနေရွှေသွေးရောင်ကိုဖိုးလာပြင်းနဲ့တွဲနေကြောင်းသတင်းတွေထွက်ပေါ်လာတာကတော့တရုတ်ဆောင်မင်းသမီးရုံးတွေလွင်မှုဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေအားလုံးကအင်အားသိမ်းခဲ့ရပါတယ်။ဒီမတိုင်ခင်မှာတော့ဝိုင်းရင်တရုတ်ဆောင်ထိတ်တန်းမင်းသားလွင်မိုးရဲ့သမီးဖြစ်တဲ့ရုံးရီလွင်မိုးကအိမ်ထောင်ရေးတစ်ခုကွာရှင်းထားတာသိမကြသေးပါဘူး။အခုခါမှာတော့ရုံးရီလွင်မိုးက9နှစ်တာလက်ထပ်ပေါင်းသိမ်းခဲ့တဲ့ခင်မွန်းတဲ့ထက်ဦးလှိုင်နဲ့အိမ်ထောင်ရေးကွာရှင်းပြတ်ဆဲလိုက်ပြီဖြစ်ပြီးသူမရဲ့ခင်မွန်းကသူမနဲ့နေရတာကအသက်ရှူမဝမပျော်ရွှင်ရလို့ထွက်သွားခွင့်ပြုလိုက်တာလို့ပြက်ပြက်သားပြောလာခဲ့ရဖြစ်ပါတယ်။အခုတော့ဒီလိုမျိုးမြန်မြန်ဆန်ဆန်နဲ့နောက်ထပ်ချစ်သူရသွားတယ်လို့ရုံးရီလွင်မိုးတွဲနေတဲ့ချစ်သူကလည်းမြန်မာနိုင်ငံမှာအင်အားကြီးဆုံး VIP စော်ကြီးပဲဖိုးလာပြေခေါ်နေရွှေသွေးအောင်ဖြစ်နေလို့အားလုံးကတော့အင်အားသိမ်းခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းဖိုးလာပြေကနိုင်ငံတော်အကြီးအကဲဟောင်းရဲ့အချစ်ဆုံးမြေဖြစ်ပြီးငယ်စဉ်ကလေးကရွှေဘုံပေါ်မှာစံပြော်ကကြီးပြင်းလာတဲ့သူပါ။ဖိုးလာပြေကနတ်သမီးလေးတွေလိုလှတဲ့မိန်းမတွေအများကြီးနဲ့ထဲလဲတွဲပြခဲ့တာဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းနိုင်ငံခြားကခါဘာသချင်းတွေကိုအလန်းစားဖန်တီးတည်ဆိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းနေရွှေသွေးရောင်ကမိန်းကလေးတော်တော်များများလိုချင်ကြတဲ့ပတ်စံချမ်းသာကျွဲသွားတယ်။စော်ကြီးပဲ play point တထေးသားတူပဲဖြစ်ပါတယ်။အခုခါမှာတော့ဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိပ်တန်းစော်ကြီးပဲကြီးကခေးလေးလိုချစ်စနိုးနဲ့ခေါ်ကြတဲ့ရုံးရီလွင်မိုးနဲ့ချစ်သူတွေဖြစ်နေပြီလို့သိရပါတယ်။အားလုံးသိကြတဲ့အတိုင်းရုံးရီလွင်မိုးဆိုတာကသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ဆယ်ကျော်သက်အရွယ်မှာကလေးကပြည်သက်တွေရဲ့အရေးတကြီးကြီးနဲ့ချစ်ခင်အားပေးခြင်းကိုခံခဲ့ရပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာအမူအရာနဲ့ချစ်စရာပုံစံလေးကြောင့်ခေးလေးလိုပြည်သက်တွေကချစ်စနိုးနဲ့နာမည်ပြောင်းပေးထားရတဲ့ရုံးရီလွင်မိုးကတော့အရင်တစ်ချိန်မှာပြည်သက်တွေအားလုံးရဲ့အချစ်တွေအားပေးမှုတွေကိုများစွာရရှိခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ရုံးရီလွင်မိုးရဲ့ချစ်စရာဓာတ်ပုံတွေပုံရိပ်လေးတွေကြော်ညာတွေ music video တွေမှာတရုပ်ဆောင်မှုတွေကြောင့်ပဲရုံးရီလွင်မိုးကအနုပညာလောကမှာထွန်းတောက်ဖို့အတွက်အလားလာအရှိဆုံးမျိုးဆက်သစ်တရုပ်ဆောင်မင်းသမီးလေးတဦးဖြစ်ခဲ့ပါတယ်။အိမ်ထောင်ပြုတ်လိုက်တဲ့အတွက်သာအနုပညာအလုပ်တွေကိုမလုပ်တော့တာပါ။အခုတော့စင်ကာမာသားဖြစ်သွားတဲ့ရုံးရီလွင်မိုးနဲ့ထိတ်တန်းတထေးကြီးနေရွှေသွေးအောင်တို့ကစင်ကာပူနိုင်ငံမှာလက်ချင်းတွဲပြီးတော့ရှောက်လည်နေကြတဲ့အကြောင်းတွေကိုစင်ကာပူနိုင်ငံက vlogger Nine World ကနေပြောလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေအားလုံးကအင်အားတင်သွားကြတာပါ။တချို့ကလည်းရုံးရီလွင်မိုးဟာနေရွှေသွေးအောင်ကိုတွဲမှာဖြစ်လို့ခင်မွန်းတွေကိုလမ်းခွဲခဲ့ရလားလို့ထင်နေကြပါတယ်။တချို့ကလည်းနေရွှေသွေးအောင်နဲ့ရုံးရီလွင်မိုးတို့ကတော်တော်လေးကိုလိုက်ဖက်ညီရကြောင်းတွဲတာကဖြစ်တဲ့နယ်လို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောတပင်လဲလို့တပင်သူကအိမ်တောင်ရေးကွာရှင်းပြီးတော့နေရွှေသွေးရောင်နဲ့တွဲနေပြီဖြစ်တဲ့ရုံးရီလွင်မိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။